ဆရာအားလုံးပဲမင်္ဂလာပါကျမတို့မနေ့ကအပိုင်းနှစ်ခုပြီးခဲ့တယ်ပေါ့နော်ပထမတစ်ပိုင်းကကြတော့ရီယာလေး calendar ဆွဲခိုင်းခဲ့တယ်ဒုတိယတစ်ပိုင်းကကြတော့ရီယာလေး calendar ထဲမှာပါတဲ့တလချင်းစီလိုက်ပိတ်ရက်လေးတွေကိုကျမတို့ဒီထဲမှာခိုင်းခဲ့တယ်ဒီပိတ်ရက်တွေပြင်ဖို့ကျမတို့ဘာလို့ထပ်ပြီးတော့ထပ်မှတ်ဖို့လိုတယ်လဲဆိုလို့ရှိရင်နေ့ထူနေ့မြတ်တွေပေါ့နော်လအလိုက်ဒီနေ့တွေမှာရှိတယ်နေ့ထူနေ့မြတ်လေးကိုလည်းမှတ်ဖို့လိုပါတယ်နောက်တစ်ခုကကြတော့ကျမတို့စန္ဒလရာလေးပွဲတော်လေးတွေကျမတို့ဒီစန္ဒလရှိတဲ့ထဲမှာလတိုင်းမှာပေါ့နော်သူ့ရဲ့နဲ့သူ့ပွဲတော်လေးရှိကြပါတယ်ဆိုတော့အဲ့ဒီရဲ့စန္ဒလရာဒီမှာရှိတဲ့ပွဲလေးတွေကိုလည်းမှတ်ဖို့လိုပါတယ်ဘာလို့လဲဆိုတော့ကျမတို့တွေကလေးတွေကိုတင်ကြားတဲ့အခါမှာဒီနေ့ထူနေ့မြတ်လေးဥပမာလွတ်လပ်ရေးနေ့တို့တကြံပွဲတော်တို့ဒါမျိုးလေးတွေပေါ့နော်ဆိုတော့ဒါလေးတင်ဖို့အတွက်ဆိုလို့ရှိရင်ကျမတို့တွေကကလေးတွေအတွက်ကြိုတင်ပြင်ဖို့လိုပါတယ်ကျမတို့တင်တော့မယ်ဆိုရင်လက်စံနိုင်ဆွဲရမယ်ပေါ့နော်ဆိုတော့လက်စံနိုင်မဆွဲခင်မှာကျမတို့တွေကဒီရဲ့လာအလိုက်နေထူးမြတ်လေးတွေနောက်တစ်ခုကစနေပွဲတော်လေးတွေကိုတေချာတည်ထားတဲ့ခါကျမှကျမတို့ကလေးတွေတင်ဖို့အတွက်ကိုအသေးစိတ်ကြိုတင်ပြင်ဆင်နိုင်မှာဖြစ်ပါတယ်ဆိုတော့ဟုတ်ပြီဒါဆိုလို့ရှိရင်ကျမတို့တွေအဲ့ဒါကိုမှတ်ခဲ့ပြီးဆိုပါစို့မှတ်ခဲ့ပြီးဆိုရင်တတ်ချက်အနေနဲ့ကျမတို့ဘာလုပ်ရမလဲဆိုလို့ရှိရင် annual curriculum လေးဆွဲအောင်ဖြစ်ပါတယ် annual curriculum ဆိုတာကကြတော့တစ်နှစ်လုံးစာကျမတို့ကလေးလေးတွေကိုပေါ့နော်ကျမတို့ကျောင်းမှာတစ်နှစ်လုံးစာကျမတို့ဘာတွေကိုသင်ပေးလိုက်မလဲဘာတွေကိုအဓိကထားပြီးတော့ဘလို့အကြောင်းအရာတွေကိုသင်ပေးမှလဲဆိုတဲ့ခိုင်မာတဲ့တစ်နှစ်လုံးစာ curriculum ထားရှိဖို့လိုအပ်ပါတယ်ဒါဆိုလို့ရှိရင်ကျမတို့တွေကဘလို့ဆွဲမလဲကျမတို့စနလမှာတလချင်းစီအလိုက်တလချင်းစီပေါ့နော်တလမှာကျမတို့ဥမာ၄ဘတ်ရှိတဲ့လတွေရှိလို့၅ဘတ်ရှိတဲ့လတွေရှိတယ်ဆိုရင်ဒီတလချင်းစီမှာကျမတို့ခေါင်းစဉ်ဘယ်နှခုနဲ့သွားမလဲပေါ့နော်တခုရနဲ့ကိုတလလုံးသွားမလားဒါမှမဟုတ်လို့ရှိရင်ဒီလအလိုက်၃ခုသွားမလားအပတ်ကလေးလိုက်ပေါ့နော်အပတ်ကလေးလိုက်၃ခုသွားမလား၂ခုသွားမလားကိုယ့်ရဲ့ကျောင်းနဲ့အဆင်ပြေတဲ့ကိုယ့်ကလေးနဲ့ကိုက်ညီမှုရှိတဲ့အရာကိုသွားလို့ရပါတယ်ကျမကတော့ဒီ sharing video လေးမှာလတွေလိုက်ပေါ့နော်ပိတ်ရက်တွေပေါ့မူတည်ပြီးတော့နှစ်ခုဒါမှမဟုတ်ရှင်၃ခုကိုသွားပေးပါမယ်ဆိုတော့မမီကတော့မမီတို့တောင်းနဲ့မူတည်ပြီးတော့တိုက်တယ်ရေးဆွဲလို့ရပါတယ်ရှင်ဆိုတော့ဥပမာဘယ်လိုရေးဆွဲရမှာလဲဆိုတော့ကျမတို့ January လမှာပေါ့နော်January လမှာ9ဘတ်ရှိရဆိုပါဆိုဒါဆိုရင်ပထမအပတ်မှာကျမတို့တွေမိမိအကြောင်းတင်မယ်ဒါဆိုရင်ဒုတိယပတ်မှာကျမတို့တို့အကြောင်းတင်မယ်နမူနာပဲပြပေးတာပါနော်တတိယပတ်မှာကျတော့ဒုမီတာကြောင်းတင်မယ်ဆိုရင်သုံးခုတင်ပြီးသွားပြီနောက်တစ်ပတ်ကတော့ကျမတို့တွေ revision week လေးလုပ်မယ်နောက်တဲ့ revision week လေးလုပ်ပြီးတော့ကလေးတို့ပြန်ဆန်းစစ်မယ်ပေါ့ revision လေးပြန်ပြီးမယ်ပေါ့ဒါမျိုးလေးတွေပေါ့